မျိုးသားတဦးကမိန်းကလေးတဦး၏ပါးကိုရိုက်လိုက်ပြီးငါကဒီနေရာရဲ့ပိုင်ရှင်နင့်ကိုလစာမပေးဘူးနားလည်လားဟုပြောလိုက်သည်မိန်းကလေးကကြံတဲ့သူတွေအကုန်လုံးလောက်ခလစာရပြီးပြီတမိတယောက်တည်းပဲဘာလို့မရသေးတာလဲဟုပြန်ပြောခဲ့သည်အမျိုးသားကနင်ကိုယ်တိုင်ပဲပြောတာလေသူတို့ကမတူဘူးသူတို့ကမြို့သူမျိုးသားတွေနင်ကတောသူမလေးပဲဟာကိုလစာလိုချင်သေးတာလားနင်မမှတ်မိတော့ဘူးလားဟုပြောလိုက်သည်မိန်းကလေးကငိုလေးရဲ့တောကလာတာဘာဖြစ်လို့လဲတမီးရဲ့ဝမ်းစာအတွက်စူးစမ်းရုန်းကန်နေတာပဲတမီးရဲ့အဖိုးနဲ့အဖွားကနေမကောင်းလို့ဆေးရုံတက်နေရတယ်သူတို့ကိုဆေးကုဖို့ဒီပတ်စံတမီးလိုအပ်တယ်ဟုပြောခဲ့သည်အမျိုးသားကနင့်အဖိုးဖွားဆေးရုံတက်ရတာငါနဲ့ဘာဆိုင်လို့လဲသူတို့ကငါအဖိုးဖွားတွေမှမဟုတ်တာဟုပြန်ပြောခဲ့သည်မိန်းကလေးကဒီလိုဘလို့လုပ်ပြောရတာလဲတမီးဒီကုမ္ပဏီမှာအလုပ်လုပ်ပေးတာလေတမီးကိုလစာပေးရမှာပေါ့တမီးကိုတပြားမှဘာလို့မပေးချင်တာလဲဘာလို့လဲဟင်ဟုမေးခဲ့သည်အမျိုးသားကမောက်မာစွာဖြင့်ဘာလို့လဲဆိုတော့ဒီကုမ္ပဏီကငါဟာဖြစ်နေလို့ပဲဒီနေရာဟာငါနေရာငါကဘာပဲငါနင့်ကိုမပေးရင်နင်ငါကိုဘာလုပ်နိုင်မှာလဲဟုဖြေခဲ့သည်မိန်းကလေးကတောင်းပန်ပါတယ်တမီးတောင်းပန်ပါတယ်တမီးလောက်ခလစာပေးပါအဖိုးကွားတွေစေးကူဖို့ပတ်စံလိုပါဟုအတနာခံခဲ့သည်အမျိုးသားကသူမကိုလှောင်ပြောင်ပြီးငါ့ကိုတောင်းပန်နေတာလားဒါဆိုရင်လည်းတောင်းပန်တဲ့ပုံစံပေါက်အောင်လုပ်လေငါနင့်ကိုပတ်စံမပေးနိုင်လို့မဟုတ်ပါဘူးဒါပေမဲ့ငါရှိမှဒူးထောက်ပြီး၃ချိန်ဥချရင်တော့ပေးဖို့ငါစဉ်းစားပေးကောင်းစဉ်းစားမယ်ဟုပြောခဲ့သည်ထိုစဉ်အမျိုးသမီးတဦးရောက်ရှိလာပြီးဒါမှန်ကန်တဲ့လုပ်ရလားဒီဘက်ကိုလာခဲ့ပါညီမလေးမမတခုပြောပြမယ်ငါတို့ကတောင်သူလယ်သမားပဲဖြစ်ဖြစ်အရာရှိပဲဖြစ်ဖြစ်ဒူးထောက်ရမှာကကောင်းကင်မြေကြီးနဲ့မိဘတွေကိုပဲဒူးထောက်ရမယ်သူ့လိုလူမျိုးရှိမှာတော့ဘယ်တော့မှဒူးမထောက်ရဘူးဟုပြောလိုက်သည်အမျိုးသားကအံ့ဩစွာဖြင့်မကျင်ဘလို့လို့ဒီလိုပြောရတာလဲဒီနေ့မကျင်ကျွန်တော်တို့ကုမ္ပဏီကနေကုန်ကျန်းပစ္စည်းတွေလာဝယ်တာမဟုတ်ဘူးလားဟုပြောခဲ့သည်အမျိုးသမီးကဟုတ်တယ်ငါအဲ့ဒီအတွက်လာတာပဲဒါပေမဲ့နင်တို့ကုမ္ပဏီထဲဝင်လာတာနဲ့ဒီလိုမျိုးတွေ့မြင်ရလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားဘူးနင်တို့ကုမ္ပဏီကဝန်ထမ်းတွေကိုပုံမှန်ဒီလိုပဲဆက်ဆံတာလားဟုပြန်ဖြေခဲ့သည်အမျိုးသားကမကျင်ဒါတွေကကျွန်တော်ဝန်ထမ်းတွေပါကျွန်တော်ဝန်ထမ်းတွေကိုဘလို့စီမံခန့်ခွဲမလဲဆိုတာကျွန်တော်ကိုယ်ပိုင်ကိစ္စပါဟုပြောခဲ့သည်အမျိုးသမီးကငါနဲ့တိုက်ရိုက်မသက်ဆိုင်ဘူးဆိုနိုင်ပေမဲ့ငါအကုန်လုံးကိုမျက်စိနဲ့တက်အပ်တွေးလိုက်ရတယ်နင်ဒီလိုအောက်ခြေဝန်ထမ်းတယောက်ကိုအနိုင်ကျင့်နေတာနင့်ရဲ့အတိစိတ်တက်လိပ်ပြမတတ်ဘူးလားဟုပြန်ပြောခဲ့သည်အမျိုးသားကရေမောလိုက်ပြီးအတိစိတ်တက်ဟုတ်လားမကျင်စိတ်ကူးရင်အိမ်မက်မဆန်လုံးဘူးလားငါတို့အကုန်လုံးကစီးပွားရေးသမားတွေလေအတိစိတ်တက်အကြောင်းပြောနေလို့ဘာထူးမှလည်းအတိစိတ်တက်ကိုထည့်စဉ်းစားနေရင်ပတ်စံရနိုင်ပါမလားဟုပြောခဲ့သည်အမျိုးသမီးကတင်းမာစွာဖြင့်နင့်စီကနေဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ငါလုံးဝမမျှော်လင့်ထားဘူးနင့်ကိုတခုပြောပြမယ်အတိစိတ်တက်မရှိပဲပတ်စံရှာလို့ရတယ်လို့နင်တကယ်ထင်နေတာလားမနှက်ဖြန်ကစပြီးငါတို့ကုမ္ပဏီနှစ်ခုကြားပူးပေါင်းဆောင်ရွက်မှုအားလုံးကိုအပြီးပိုင်ရပ်ဆိုင်းလိုက်ပြီးဟုပြောခဲ့သည်အမျိုးသားကပြတလဲဖြင့်မကျင်တေချာစဉ်းစားပါဦးကျွန်တော်တို့ကုမ္ပဏီကမကျင်တို့ရဲ့အကြီးဆုံးအဝယ်တော်တွေကတခုပါကျွန်တော်တို့ကိုဆုံးရှုံးလိုက်ရရင်မကျင်တို့ကုမ္ပဏီကစောစောနဲ့နောက်ဒေဝါလီခံရမှာနော်ဟုပြောခဲ့သည်အမျိုးသမီးကငါကုမ္ပဏီဒေဝါလီခံရရင်တော့ဒီနေ့ပူးပေါင်းဆောင်ရွက်မှုကိုငါအပြီးတက်မှာပဲရိုးရိုးဝန်ထမ်းတယောက်ကိုနင်ဒီလိုဘလို့လှုပ်ဆက်ဆံရတာလဲနင်ကတထေးတယောက်ဖြစ်ဖို့ထိုက်တန်ရဲ့လားနင်ဟာအဲ့ဒီယာတူးနဲ့မထိုက်တန်ပါဘူးဟုပြန်ပြောခဲ့သည်အမျိုးသားကဒါပေမဲ့သူကတောသူမလေးတယောက်ပါပဲမကျင်အဲ့ဒီမိန်းကလေးကြောင့်နဲ့ကျွန်တော်တို့ယဉ်ကျေးမှုကိုမဖျက်ဆီးပါနဲ့ဟုပြောခဲ့သည်အမျိုးသမီးကဂုဏ်ယူစွာဖြင့်ဘာလို့လဲဆိုတော့ငါလဲတောကလာတဲ့သူတယောက်ဖြစ်ပြီးတောကလာတဲ့သူတွေဘက်ကငါရက်တီပေးသွားမှာမို့လို့ပဲဟုကြေညာခဲ့သည်ထို့နောက်သူမသည်မိန်းကလေးဘက်သို့လှည့်၍ညီမလေးမမကိုပြောသမီးရဲ့လစာကိုမပေးဘဲထားတာဘလောက်ကြာပြီလဲဟုမေးခဲ့သည်မိန်းကလေးကသမီးကိုပတ်စံမပေးတာ6လရှိပါပြီစုစုပေါင်း1 5နေတိုင်းပါဟုဖြေခဲ့သည်အမျိုးသမီးကတော့ဒီ1 3နေတောင်းကိုအရင်ယူထားလိုက်ပါကျန်တဲ့1 2တောင်းကိုတော့နောက်မှရအောင်မမကူညီပေးမယ်ဒီပတ်စံကိုအိမ်ယူသွားပါကလေးရဲ့ကျောင်းလာခပေးလိုက်ပါပြီးတော့မိဘတွေဖြစ်ဖြစ်မိသားစုတွေကဘသူမဆိုပတ်စံလို့ရင်အရင်ဂရုစိုက်ပေးလိုက်ပါအဲ့ဒါအပြင်ဒီမှာဆက်လုပ်ဖို့မလိုတော့ဘူးလို့မမထင်တယ်မမကုမ္ပဏီမှာလာမလုပ်ချင်ဘူးလားဒီနေ့ကစပြီးသမီးကမမရဲ့ဝန်ထမ်းပဲမမကသူ့လိုမျိုးကိုဝန်ထမ်းကိုဘယ်တော့မှတစ္ဆာမဖောက်ဘူးဟုပြောခဲ့သည်မိန်းကလေးကကျေးဇူးတင်စွာဖြင့်တကယ်လားတထေးအယံဝမ်းတာတာပဲဟုပြန်ပြောခဲ့သည်အမျိုးသားကဒေါသတကြီးအော်ဟစ်လိုက်သည်မကျင်လုံမလာဘူးလားဒါတွေကကျွန်တော်ဝန်ထမ်းတွေပါကျွန်တော်ရှေ့တင်ပြောင်တင်းဝန်ထမ်းလာခေါ်နေတာပဲအမျိုးသမီးကနင်ပြောခဲ့တာတွေရောနင်လုပ်ခဲ့တာတွေကိုပါငါအကုန်လုံးကိုပြန်ပြောပြမှာနင်ဘယ်လိုလူမျိုးလဲဆိုတာလူတိုင်းသိစေရမယ်ငါကနင့်ကိုကြောက်တယ်လို့ထင်နေတာလားအခုချက်ချင်းဒီကနေထွက်သွားဟုပြန်လဲတုတ်ပြန်ခဲ့သည်ကျမမှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တယ်လို့ထင်ရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်